သူဟာနောက်ပြန်လဲကျခဲ့ပြီးအဝတ်လန်းစဉ်ကတန်းနှစ်ခုကြားမှာလယ်ပင်ညက်နေခဲ့ပါတယ်။သူ့လက်ကိုအသုံးပြုပြီးရုံထွက်ဖို့ကြိုးစားခဲ့ပေမဲ့လယ်ပင်ကဖိအားကပိုများလာခဲ့ပါတယ်။လှမ်းထားတဲ့ရေဆိုအဝတ်ကဖိအားကိုပိုများစေပြီးသူ့ငိုတန်ကလည်းအတန်တိုးသွားကသူဟာအသက်ရှူကျပ်သွားခဲ့ပါတယ်။သူ့ကိုတွေးတဲ့အခါမှာတော့သူဟာအဝတ်လန်းစဉ်မှာညက်လျက်သားတေနေခဲ့ပါတယ်။တေမှုစစ်တဲ့လူကဒီမတော်တဆမှုဟာမိုးကြိုးပစ်ခံရတာထက်ရှားတယ်လို့ပြောခဲ့ပါတယ်။သူမရဲ့အုတ်ထုပ်ဟာရိုလာကိုစတာစီးနေရင်လွတ်ထွက်သွားခဲ့ပါတယ်။အုတ်ထုပ်ကိုပြန်ယူဖို့သူမယောက်ျားကခြံစည်းရိုးပေါ်ကကြော်ပြီးသွားခဲ့ပါတယ်။သူဟာသတိပေးဆိုင်ဘုတ်တွေကိုလစ်လူရှုပြီးလင်းလင်းမြန်မြန်ပဲသွားခဲ့ပါတယ်။ဒါပေမဲ့သူ့အုတ်ထုပ်ကိုကောက်လိုက်တဲ့အချိန်မှာပဲရိုလာကိုစတာအတန်ကိုကြားခဲ့ပြီးသူဘာမှမလုပ်နိုင်ခင်မှာပဲရိုလာကိုစတာစီးနေတဲ့လူရဲ့ခြေထောက်ကသူ့ကိုဖျက်တိုက်သွားခဲ့ပါတယ်။အတာကိုရိုလာကိုစတာစီးနေတဲ့လူတွေကခံစားမိလိုက်ပေမဲ့ဘာမှမသိခဲ့ကြပါဘူး။ကစားကွင်းအလုပ်သမားတွေကသူ့ကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်နာရီအနည်းငယ်အကြာမှာပဲသူဟာတေဆုံးသွားခဲ့ပါတယ်။